နှလုံးအတုနဲ့105ရက်ကြာအောင်အသက်ရှင်ခဲ့တဲ့လူကြောင်းကိုတင်သိပြီးပြီလားဒီဗီဒီယိုလေးမှာရက်ပေါင်း105ရက်ကြာအောင်နှလုံးအတုနဲ့အသက်ရှင်ခဲ့တဲ့လူကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဖြစ်စဉ်ကတော့ဩစတြေးလျနိုင်ငံကအသက်40အစောပိုင်းအရွယ်ယောက်ျားတစ်ဦးကပြင်းထန်တဲ့နှလုံးရောဂါခံစားနေရပြီးနှလုံးအလူရှင်ကိုစောင့်ဆိုင်နေစဉ်အတွင်းမှာပဲနှလုံးအတုတက်တူနှလုံးကိုအစားထိုးထည့်သွင်းခံခဲ့ရတာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့နှလုံးအလူရှင်ကိုစောင့်ဆိုင်နေစဉ်မှာနှလုံးအတုနဲ့105ရက်ကြာအသက်ရှင်ခဲ့ပြီးနောက်ဆုံးမှာနှလုံးအစားထိုးကုသမှုခံယူခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ရပ်ဟာနှလုံးရောဂါဆိုင်ရာကုသမှုနယ်ပယ်မှာကြီးမားတဲ့တိုးတက်မှုတစ်ရပ်အဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီ။ဒါဆိုရင်နှလုံးအတုနည်းပညာအကြောင်းကိုဆက်လက်လေ့လာကြည့်လိုက်ကြရအောင်။ Bivigor ကုမ္ပဏီမှထုတ်လုပ်တဲ့ဒီနှလုံးအတုဟာတိုက်တေနီယမ်သတ္တုနဲ့ပြုလုပ်ထားပြီးတော့အားပြန်သွင်းနိုင်တဲ့ဘက်ထရီတွေပါရှိပါတယ်။ဒီနည်းပညာဟာလူနာရဲ့ပျက်စီးနေတဲ့နှလုံးကိုအစားထိုးရန်ရေရှည်အသုံးပြုနိုင်တဲ့အစွမ်းရည်တွေရှိပါတယ်။နှလုံးအစားထိုးကုသမှုကရောဘယ်လိုမျိုးလဲ။နှလုံးအတုနဲ့105ရက်ကြာအသက်ရှင်ခဲ့ပြီးတဲ့နောက်မှာဒီလူနာဟာနှလုံးအလူရှင်စီကနှလုံးကိုအစားထိုးကုသမှုခံယူခဲ့ပါတယ်။ဒီခွဲစိတ်ကုသမှုကို2025ခုနှစ်မတ်လ6ရက်နေ့မှာစစ်ဒနီမြို့မှာရှိတဲ့ St. Vincent ဆေးရုံမှာ6နာရီကြာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီအောင်မြင်မှုဟာနှလုံးအစားထိုးကုသမှုနဲ့နှလုံးအတုနည်းပညာကိုပေါင်းစပ်ပြီးအသုံးပြုထားတဲ့အလားဖြစ်နိုင်ခြင်းများကိုပြသခဲ့တာပဲဖြစ်ပါတယ်။နှလုံးအစားထိုးကုသမှုရဲ့အနာဂတ်ကရောဘယ်လိုရှိသလဲ။နှလုံးအတုကိုယာယီဖြစ်ရှင်းနည်းအဖြစ်အသုံးပြုပြီးတော့နှလုံးကုသမှုနယ်ပယ်မှာကြီးမားတဲ့အပြောင်းအလဲတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ St. Vincent ဆေးရုံကနှလုံးအထုကုပါမောက္ခ Chris Hayward ကဒီအောင်မြင်မှုဟာနှလုံးအလူရှင်ကိုမဆောင်နိုင်တာဒါမှမဟုတ်ဘဲနဲ့နှလုံးအလူရှင်ရှားပါတဲ့လူနာများအတွက်အစားထိုးကုသမှုနည်းတစ်ခုအနေနဲ့လက်တလောကြားထဲမှာနှလုံးအတုကိုအသုံးပြုထားနိုင်ကြောင်းအသုံးပြုထားလို့ရနိုင်တဲ့ဆိုတဲ့အကြောင်းကိုဆိုထားပါလေ။လာမယ့်10စုနှစ်အတွင်းမှာဒီနည်းပညာဟာနှလုံးရောဂါဆိုင်ရာကုသမှုနည်းများကိုပြောင်းလဲသွားစေနိုင်ပြီးတော့ဒူနာတွေရဲ့အသက်ရှင်နေထိုင်မှုနဲ့ဘဝအရေးတွေကိုလည်းမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဩစတြေးလျနိုင်ငံမှာဒီလူနာဟာနှလုံးအတုနဲ့105ရက်ကြာအသက်ရှင်ခဲ့ပြီးတော့နှလုံးအလူရှင်ပေါ်လာတဲ့အချိန်မှာတကယ်နှလုံးအစစ်နဲ့အစားထိုးကုသခဲ့တာဖြစ်ပါတယ်။ Bivigor နှလုံးအတုကဲ့သို့သောစမ်းသစ်တီထွင်မှုများဟာနှလုံးရောဂါခံစားနေရသူများအတွက်နှလုံးအလူရှင်ကိုစောင့်လိုက်နေစဉ်ကြားကာလမှာအသက်ကယ်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ဒီနည်းပညာဆက်လက်တိုးတက်လာရင်ဆိုရင်နှလုံးရောဂါခံစားနေရတဲ့သူတွေအတွက်မျှော်လင့်ချက်အသစ်တစ်ရပ်ကိုဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့အမြင်တွေကိုလည်းဒီဗီဒီယိုလေးရဲ့အောက်မှာ comment အနေနဲ့ရေးထားပေးခဲ့လို့ရပါတယ်။နောက်ထပ်သောကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုများနောက်ထပ်သောကျမ်းမာရေးနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်ဗီဒီယိုများကိုတက်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ YouTube channel လေးကို like and subscribe ပြုလုပ်ပေးထားပါအောင်။မိမိတငယ်ချင်းများကိုလည်းဒီဗီဒီယိုလေးကအကျိုးရှိရဆိုရှင် share ပေးတော့ပါအောင်နော်။